တရားနှစ်တောင်းကျော်လောက်နဲ့အသားရောပင်လယ်စာပါပါဝင်တဲ့အမျိုးပေါင်း40ကျော်အဝကျိတ်လို့ရပြီးအချိန်လည်းကန့်သတ်မထားတဲ့အကင်ဘူဖေးဒီဘူဖေးကအရန်တက်ပါတယ်ဒါပေမဲ့မြန်မာမှာတော့မဟုတ်ပါဘူးဗီယက်နမ်ဟိုချီမင်းမှာပါဒီဘူဖေးကိုကြည့်ပြီးတော့မြန်မာကပဲပိုဈေးကြီးနေတာလို့ထင်မိသွားတယ်ဗီယက်နမ်ဒုံနဲ့ဆိုတယောက်ကို 139K ပဲဘူဖေးထဲမှာဘာတွေပါလဲဆိုတော့ကြက်ဝက်အမဲကိုအသားနှက်ထားတာပင်လယ်စာတွေအသားလုံးနဲ့ sausage တွေကြက်ကြော်အာလူးကြော်ထမင်းလိမ့်နဲ့ခရုကုံ side dish တွေကတော့10မျိုးလောက်ပါတယ်အရွက်9မျိုးနဲ့ kimchi လည်းပေးထားတယ်အကင်တို့စားဖို့ sauce 4မျိုး cheese နဲ့ mustard အပြင် mayonnaise chili sauce ketchup ဘူးတွေပါထားပေးထားသေးတယ် drink package ယူမယ်ဆိုရင်တယောက်ကို 25K ထပ်ပေးရတယ်မြန်မာငွေ4000လောက်ပဲ bubble milk tea နဲ့တန်နေရောအတီးကတော့ဖျဲသီးနဲ့ကြက်သီးပါတယ်ပြီးတော့ဒီဟာကပန်နာခေါ်တာတဲ့သူကချလိုက်တာနဲ့ကုန်လို့အမြန်သွားလို့လာတာဟဲဟဲဒီကကေဆိုင်တော်တော်များများကင်ဖို့အတွက်အခုလိုထောပတ်ဘူးလေးတွေချပေးထားတယ်အရသာကတော့ပေးရတဲ့ဈေးနဲ့နှွေးတော်အဆင်ပြေပါတယ်ဒီလောက်ဈေးလေးပေးပြီး expectation တွေအရမ်းမြင့်တဲ့ဆရာကြီးတွေဆိုရင်တော့မသွားကြနဲ့ပေါ့ဆိုင်ညနေ4ခွဲကနေ17နာရီထိဖွင့်တယ်နှွေးက9နာရီလောက်ရောက်သွားတော့ဆိုင်ကလူရမ်းရှင်းနေလို့ရောင်းမကောင်းလို့ထင်ခဲ့တာဘယ်ဟုတ်မလဲညနေ6နာရီလဲရောက်ဆိုင်ကလုံးဝလူအပြည့်ပဲဒီဆိုင်က tourist တွေတိတ်မလာတဲ့နေရာမို့တဆိုင်လုံးကဗီယက်နမ်လူငယ်လေးတွေအပြည့်ပဲဖွင့်ထားတဲ့တချင်းအစလုံးဝသူတို့ local တွေနဲ့တသားလေးဖြစ်တယ်လို့ခံစားရတယ်ပျော်ဖို့ကောင်းပါတယ်ဆိုင်နာမည်က The Chill ပါဟိုချီမင်းမှာ3ဆိုင်ရှိပါတယ်ဒါကလမ်းမ81နားဆိုင်မှာအလို့ရှုပ်ခံပြီးသွားရှာမနေကြပါနဲ့ caption မှာ Google Map link တွေထည့်ပေးထားပါတယ်